မင်္ဂလာပါဒီနေ့ဘုံတော်ချီမွန်ခုအချင်းအတူရဲ့တခင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီစုချီမွန်ရမယ့်အချင်းမြတ်စွာဒုက္ခကိုနားလည်မယ်ဖြစ်တော့ချီအောင်တိချာနာထုံးပြပါကျေးဇူးတင်ပါတယ်Yeah.